ယောင်တဲမချဲအယောင်ဝဲလဲတောနဲ့တောင်ဆွဲလေယာတလင်းရှုခင်းတွေကသက်ဆိုင်ရာပုဂ္ဂိုလ်များစိုက်ပျိုးရေးဒီပလိုမာအမြင့်ကြောင်းသဘောတူပါ၏နော်အဆိုပြုချက်တိုင်းသက်ဆိုင်ရာပုဂ္ဂိုလ်များစိုက်ပျိုးရေးဒီပလိုမာအနှင်းကြောင်းပြဋ္ဌာန်းသည်ကျောင်းကြီးရှင်ကျောင်းကြီးစိုက်ပျိုးရေးဒီပလိုမာအနှင်းဝဲမိန့်ခွန်းကိုစက်တင်ပုံနှင့်ဤသိပ္ပံဤမှတ်တမ်းဌာန၌ထိန်းသိမ်းထားရန်ပညာရေးအဖွဲ့ကဆုံးဖြတ်ထားပြီးဖြစ်ကြောင်းဌာနခွဲမှုစီမံအားစိုက်ပျိုးရေးဒီပလိုမာအနှင်းဝဲသတင်းပရိသတ်တို့ကြေညာစီရန်အဆိုပြုပါသည်သဘောတူပါ၏လို့သဘောတူပါသည်အဆိုပြုချက်ကိုလက်ခံအတည်ပြုသည်
ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုပညာရေးအဖွဲ့ကကြေညာခြင်းခံရသူများအတွက်ဤစိုက်ပျိုးရေးဒီပလိုမာအနှင်းသဘင်ကိုကျင်းပသည်ဤသိပ္ပံပညာရေးအဖွဲ့ကစိုက်ပျိုးရေးဒီပလိုမာကိုကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုကြေညာခြင်းခံရသူများအတက်ရကြသည်ပညာရေးအဖွဲ့ကထောက်ခံချက်ပေးပြီးဖြစ်သောစိုက်ပျိုးရေးဒီပလိုမာကိုတင်တို့အားအနှင်းလိုက်သောအခါနေ့စဉ်နေ့တိုင်းနေထိုင်ပြောဆိုမှု၌ဤသိပ္ပံကျောင်းထွက်များနှင့်တည့်လျော်ထိုက်တန်စွာနေထိုင်ပြောဆိုပါမည်ဟုယောသားဖြောင့်မတ်စွာဂရုပြုကြမည်လောဂရုပြုပါ၏ကိုကျင့်တရားကောင်းမွန်မှုနှင့်ပညာရှာမိမှုတို့ကိုအခွင့်အရေးအစွမ်းတတ္တိရှိသမျှထိမ့်သိမ်းဆောင်ရွက်ပါမည်ဟုဂရုပြုကြမည်လောဂရုပြုပါ၏ပြည်တော်စုသမ္မတမြန်မာနိုင်ငံလူပေါင်းတည်ဆောက်ရေးပြည်သူလူထုတရားလုံးငြိမ်းချမ်းသာယာဝပြောရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုအစွမ်းတတ္တိရှိသမျှထိမ့်သိမ်းစောင့်ရှောက်ဆောင်ရွက်ပါမည်ဟုဂရုပြုကြမည်လောဂရုပြုပါ၏စိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုပညာရေးအဖွဲ့ကကြေညာခြင်းခံရသူများအားကျွန်ုပ်ကစိုက်ပျိုးရေးဒီပလိုမာကိုအနှင်းပါသည်ကြည်ရှင်စိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သူများကိုကျောင်းကြီးထံပေါက်သို့ပို့ဆောင်ပါသည်3 ဟာမလာ25မဆိုးမိုးကြီး9ဘာသာကုန်သူရေစင်းစိုက်ပျိုးတက္ကသိုလ်ဝင်ကင်းဆောင်ဝဲဖြည့်ဆိုရန်အည်ချင်းပြင်းမိသည်44မတ်မူမူအောင်9ဘာသာကုန်သူရေစင်းစိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်ဆောင်ဝဲဖြည့်ဆိုရန်အည်ချင်းပြင်းမိသည်မတ်ချိုစင်တန်း9ဘာသာကုန်သူနောက်အဖြစ်များစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီးဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သူများကိုကျောင်းကြီးထံမှသို့ဆက်လက်ပို့ဆောင်ပါမည်။3 ခမလာ56မရင်မဲကျယ်စဉ်4ဘာသာကုန်သူရေစင်းစိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်ဆောင်ရွက်ဖြည့်ဆိုရန်အရေးချင်းပြည့်မိသည်။3 ခမလာ9မခါဆန်းချီ9ဘာသာကုန်သူ
3ဟမလ33မတီတီဝင်း9ဘာသာကုန်လူ ထောက်တယ်မရှိဘူးထောက်တယ်မနေ့ကကိုတို့ကမှလည်းဘီယိုဆိုင်ရမှာတော့ညဝင်ကြည့်လိုက်မယ်3ဟမလ48မမိုးပွင့်ဖြူ4ဘာသာကုန်လူ လက်မလဲ3ဟမလ46မမေရှိုးဝေ9ဘာသာကုန်လူ ဝင်နေတူဘာပြီးရလဲ3ဟမလ49မမိုးမိုးကြီး9ဘာသာကုန်လူ 3ဟမလ28မောင်စန်းဝင်းမောင်4ဘာသာကုန်လူ 3ဟမလ81မလှလှမြင့်4ဘာသာကုန်လူ3ဟမလ84မတက်တက်ဦး9ဘာသာကုန်လူ3ဟမလ41မနှင်းနန္ဒဖြူ9ဘာသာကုန်လူ ရောင်ကြီးခင်ဗျာစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းဆောင်အောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုပညာရေးဘက်ကကြေညာပြီးဖြစ်သူများကိုကျောင်းကြီးထံမောက်သို့ဆက်လက်ပို့ဆောင်ပေးပါမည်မတန္တာဝင်း3ဟမလ26 4ဘာသာကုန်လူမချောချောဤ3ဟမလ18 5ဘာသာကုန်လူမောင်တက်စေတီ3ဟမလ66 4ဘာသာကုန်လူ
မင်းသုံးဟာမလာ89လေးဘာသာကုန်သူမချံပိုင်းသေးသုံးဟာမလာ21လေးဘာသာကုန်သူမကြတိချောသုံးဟာမလာလေးဘာသာကုန်သူဘာဖိုင်ပိုင်ဒီသုံးဟာမလာ42သုံးဘာသာကုန်သူမငယ်ထွေသုံးဟာမလာ23သုံးဘာသာကုန်သူမတ္တထာဇံသုံးဟာမလာ22သုံးဘာသာကုန်သူမလေလီဇံသုံးဟာမလာ64လေးဘာသာကုန်သူမအေးမောသုံးဟာမလာ82လေးဘာသာကုန်သူကျောင်းကြီးရှင်စိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သူများကိုကျောင်းအုပ်ကြီးထံမှသို့ဆက်လက်ပို့ဆောင်ပါမည်သုံးဟာမလာ84မဲ့အောင်မေဆို၄ဘာသာကုန်သူသုံးဟာမလာ54မောင်မျိုးလင်းအောင်၄ဘာသာကုန်သူသုံးဟာမလာ15မတ်ချုံရင်းဝေ၄ဘာသာကုန်သူတ
သုံးဟာမလာ85မတ်တင်စာမင်းထုတ်သုံးဘာသာဂုံတူသုံးဟာမလာ35မောင်ထွေးလွင်ဦးသုံးဘာသာဂုံတူသုံးဟာမလာ86မောင်အောင်မင်းမင်းထက်သုံးဘာသာဂုံတူသုံးဟာမလာ89မောင်အောင်ဒီဟာဆိုသုံးဘာသာဂုံတူသုံးဟာမလာ24မဆုညက်ကျော်လင်းသုံးဘာသာဂုံတူသုံးဟာမလာ68မောင်သွေးပေါ့နှစ်ဘာသာဂုံတူသုံးဟာမလာ83မတ်အင်ဂျင်ပိုင်းနှစ်ဘာသာဂုံတူစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုကြေညာပြီးဖြစ်သောတင်တို့အားစိုက်ပျိုးရေးဒီပလိုမာကိုစိုက်ပျိုးရေးနဲ့ဝိပဿနာသိပ္ပံကျောင်းကြီးတွေဖြင့်ကျွန်ုပ်အားအနှင်းသောအခွင့်အာဏာအရကျွန်ုပ်ကပေးအပ်သည်တင်တို့အားစိုက်ပျိုးရေးဒီပလိုမာပေးအပ်ပြီးဖြစ်၍တင်တို့၏စိုက်ပျိုးရေးဒီပလိုမာနှင့်လျော်ညီသောအမှတ်လက္ခဏာဖြစ်သည့်ဝတ်ယုံများကိုလည်းဝတ်ဆင်ဝေပြုသည် ကြောင်းကြည့်ခင်ဗျာစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုကြေညာပြီးဖြစ်သောအဝေးရောက်စိုက်ပျိုးရေးဒီပလိုမာယူသူပုဂ္ဂိုလ်များအားစိုက်ပျိုးရေးဒီပလိုမာအနှင်းပါရန်ပန်ကြားအပ်ပါသည် ဤသိပ္ပံစိုက်ပျိုးရေးဒီပလိုမာအတွက်ကောင်းစွာအောင်မြင်ပေါင်းမြောက်ခဲ့ပြီဟုကြေညာပြီးဖြစ်သူအဝေးရောက်ယူကြီးပုဂ္ဂိုလ်များစိုက်ပျိုးရေးဒီပလိုမာကိုစိုက်ပျိုးရေးနှင့်ဝိပဿနာသိပ္ပံကျောင်းကြီးတွေဖြင့်ကျွန်ုပ်အားအနှင်းထားသောဖွင့်အာဏာအရကျွန်ုပ်ကပေးအပ်သည်ထိုစိုက်ပျိုးရေးဒီပလိုမာနှင့်လျော်ညီသောအမှတ်လက္ခဏာဖြစ်သည့်ဝိုးယုံများကိုလည်းဝတ်ဆင်ဝေပြုသည် ညကြိုင်ဦးချုပ်ရဲ့စိုက်ပျိုးညကြိုင်ဦးချုပ်စိုက်ပျိုးရေးဦးစီးဌာနရဲ့29ရက်10လ2023ရက်စွဲပါစာအရမိတ်စာအရစိုက်ပျိုးရေးနဲ့ဝိပဿနာသိပ္ပံပုံမလင်းလို့ခေါ်ပေါ်တတ်မှတ်ခဲ့တာဖြစ်ပါတယ်။ယနေ့စိုက်ပျိုးရေးဒီပလိုမာရရှိသူ68ဦးဟာဤသိပ္ပံရဲ့ဒုတိယတတိယမြောက်ကျောင်းဆင်းအဖွဲ့ဖြစ်ပါတယ်။စိုက်ပျိုးရေးနဲ့ဝိပဿနာသိပ္ပံပုံမလင်းကနေပြီးတော့ယခုချိန်ထိဒီနှစ်ထိဒီပလိုမာလက်မှတ်ရလေလတ်စဉ်စိုက်ပျိုးရေးပညာရှင်ပေါင်း130ဦးကိုဝေထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။စိုက်ပျိုးရေးနဲ့ဝိပဿနာသိပ္ပံဟာတက်မွေးပညာသင်ကြားပေးတာဖြစ်တဲ့အတွက်လက်တွေ့ဘိုင်းကိုဦးစားပေးသင်ကြားပေးပါတယ်။
ဒီလိုသင်ကြားဖို့အတွက်လိုအပ်တဲ့သင်ထောက်ကူပစ္စည်းတွေအစစ်မြင့်တင်ခြင်းနဲ့ခေတ်နဲ့အညီတိုးတက်ပြောင်းလဲနေတဲ့စိုက်ပျိုးရေးဒီစနစ်များနဲ့အညီသင်ရိုးညွှန်းတမ်းပြင်ဆင်ရေးဆွဲခြင်းနဲ့ဒီပညာတိုးတက်စေရေးတို့ကိုနိုင်ငံတော်ရဲ့ထောက်ပံ့များနဲ့အမြဲတစေဆောင်ရွက်လျက်ရှိပါတယ်မြန်မာနိုင်ငံတစ်ဝန်းလုံးမှာစိုက်ပျိုးရေးနဲ့ဝိပဿနာသိပ္ပံစုစုပေါင်း15ကျောင်းဒီဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်စိုက်ပျိုးရေးနဲ့ဝိပဿနာသိပ္ပံဟုံးလင်းမှာဒုတိယနှစ်ဝက်ကနေစပြီးတော့အထူးပြုဘာသာရပ်တွေအနေနဲ့အတိတတိပြင်စိုက်ပျိုးခြင်းနောက်အင်းဒီကြီးရဲ့စိုက်ပျိုးထုတ်လုပ်ခြင်းနောက်ငါးပွင့်ပြုရေးစတဲ့ဘာသာရပ်တွေကိုအထူးပြုဘာသာရပ်တွေနဲ့တင်ကြားစိုက်ပျိုးထုတ်လုပ်မှုတွေမှာစတင်မြေပြင်ဒီကနေစပြီးတော့စားသုံးသူလည်းပဲရောက်ရှိပြီးမိမိတာဝန်ကြရာအစစ်တိုင်းစိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်ရမှာလူနဲ့လူပါဝင်ခြင်းထိခိုက်မှုတွေကိုရှောင်ရှားပြီးတော့ရေရှိတည်တဲ့ခိုင်မြဲတဲ့စိုက်ပျိုးရေးဆိုင်ရာအလေးချိန်ကောင်းနေတဲ့လှုပ်ဆောင်ကြပါအမိစိုက်ပျိုးရေးနဲ့ဝိပဿနာသိပ္ပံကဂုဏ်ယူရတဲ့သားကောင်းသမီးပေါ်တွေဖြစ်အောင်ပြောဆိုနေထိုင်ကြင်ကြံဆောင်ရွက်ကြပါလို့မှာကြားရတဲ့ဒီကိုချုပ်ပါကျောင်းကြီးခင်ဗျာကျောင်းကြီးမိဘုံကိုစက်တဲ့ပုံနဲ့၍ဤသိပ္ပံမတန်းဌာနတွင်ထိသိမ်းထားရှိရန်ပညာရေးဘွဲ့ကဆုံးဖြတ်ပြီးဖြစ်ကြောင်းစီရင်ခံအပ်ပါသည်စိုက်ပျိုးရေးဒီပလိုမာအန်မင်းချင်းတွေရုပ်သိမ်းပြီးဒီမှာရိုက်ဒီကနေရိုက်လို့အန်ကုန်နေပါဦးလို့တယောက်စီလဲပြန်ဒါနဲ့လည်းဆက်ကြိုက်ပါလေ